Okay ဒါကတော့ကျွန်တော်တို့အလုပ်တမမှတ်ရင်လောက်ထားတဲ့အရာလေးတစ်ခုပါကျွန်တော်တို့အလုပ်ရုံမှာဖြစ်ဖြစ်ဒီအလုပ်ရုံပေါ့နော်အဓိကအလုပ်ရုံတွေမှာဒါမျိုးလေးတစ်ခုတော့လောက်ထားရင်အရင်အဆင်ပြေပါမယ်ကျွန်တော်တို့ပစ္စည်းတွေအလေတွင်းမဖြစ်တော့ဘူးเนาะကျွန်တော်ပုံမှန်ဆိုရင်ဒီဝရေကြောင်းတွေအလေတွင်းဖြစ်တယ်ကျွန်တော်တို့တော်ရုံထားရတယ်များဆိုရင်ပါသူ့ကိုနည်းနည်းချိန်မိပါမိနေဆိုရင်အလေတွင်းဖြစ်တယ်အခုဒီဒါမျိုးလေးတစ်ခုတော့လောက်တာမဆိုရင်မင်းတို့ဝရေကြောင်းတွေအလေတွင်းဖြစ်တော့ပြီးတော့ကြောက်ပြရတယ်ဒူမြင်ကောင်းပါတယ်โอเคဒါကြည့်ပါဒါမျိုးလေးတစ်ခုတော့လောက်ထားတိတ်ပါတယ်เนาะဘလို့မဆိုတဲ့အရန်တော့ဝင်မှာပါဒါလေးတစ်ခုတော့လောက်ပြီးနေရမှာကတ်ထားရင်မင်းတို့တွေစီကန်းစစ်စီနဲ့တုံးလို့ရတယ်ချို့လူတွေဆိုရင်စီကန်းမရှိဘူးเนาะကိုပစ္စည်းမဟုတ်တိုင်းနဲ့စီကန်းမရှိတဲ့လူတွေလည်းရှိတယ်အဲ့လိုလူတွေအတွက်တည်နေရမှာထားတိုင်းရင်တော့လောကအဆင်ပြေတော့မှာပါဒါဆိုရင်တော့ဒီမှာဆိုရင်ကြောက်ပြတပြားချင်းပဲထုတ်မယ်ဝရေကြောင်းဆိုတဲ့တိတ်ချာအစီနဲ့ထားလို့ရပါတယ်